bridge နဲ့စပြီး spa treatment လေးလုပ်မယ်ဆိုရင်ပထမဆုံးအနေနဲ့ zero ကိုဆန်သားပေါ်ကိုဖြန်းပြီးတော့ဆန်သားရဲ့စိမ့်ဝင်တဲ့အထိလက်လေးနဲ့တေချာပွတ်လင်းပြီးမယ်နော်ဆန်သားရဲ့ဝင်အောင်တေချာလင်းပြီးဘဝအဓိကကြတာမလို့တေးချချာလေးကိုဆန်သားရဲ့ဝင်အောင်ပွတ်လင်းပြီးမယ်နော်လက်လေးတွေနဲ့တေချာလေးပွတ်လင်းပြီးပါမယ်ပြီးရင်နံပါတ်5နဲ့နံပါတ်6ကိုပေါင်းထားတဲ့ပေါင်းစီကိုခေါင်းတစ်ခေါင်းလုံးနှံ့အောင်နေပြီးတော့hair salon တမားတွေအတွက်ဆိုရင်တော့လေဆာလေးမှုတ်ပြီးပေါ့နော်အဲ့တဲ့ခေါင်းကိုအကယ်လို့ကိုယ်တိုင်သုံးမယ်ဆိုရင်တော့လေဆာမမှုတ်လဲအဆင်ပြေတယ်အိမ်မှာသူတပတ်လေးနဲ့ပေါင်းထားမယ်ဆိုရင်အဆင်ပြေပါတယ်ပေါင်းစည်းကိုရေစင်အောင်ဆေးပြီးသွားပြီဆိုရင်ဆန်သားကိုနည်းနည်းလေးတွေ့အောင် dryer လေးနဲ့မှုတ်ပြီးတော့နံပါတ်1နှုတ်ရည်လေးကိုဖြန်းပေးမယ်နော်နံပါတ်1နှုတ်ရည်လေးကိုလိမ့်တဲ့အခါမှာလည်းဆန်သားတွေကိုစိမ့်ဝင်အောင်တေချာလက်လေးနဲ့လိမ့်ပေးပါပြီးသွားပြီဆိုရင်တော့ဖြောင်းစင်းအီးဆက်နေတဲ့ဆန်သားလေးရပါပြီနော်